ကဲဆွဲကြပါဦး အားလုံးစားကြပါဦးတော့တင်ရတော့မင်းစားမယ် အသားလွတ် တက်လို့ တက်လွတ်ဟင်း တက်လို့ရင်းနဲ့စား လည်းပဲလည်းပဲဟင်း ဟုတ်ပါကလားက ကလာ လားပဲဟင်း ပဲကလာပဲတက်လို့ဘူးနဲ့လူပဲဒါဘာလဲချောင်းကြော်လားမသိ ဟုတ်လား ဟိုတည့်ရည်ဖြစ်မယ် ချင်းနေ တော့မသိဘူးဘာလို့မသိဘူး ဟိုနက်ကဟိုလေးလည်းပို့ပါ အဲ့တော့ဆွဲကြည့်လိုက် တက်မလို့တော့က မလွတ်တော့ငချောက်နေဖြစ် ငချောက်ပါတယ် ဘာလဲချောင်းကြော်ဘာလဲချောင်းကြော်ဘာလဲချောင်းကြော်နဲ့လည်းပဲဟင်းနဲ့ ကောင်းလား ရည်ဒီဟိုဟာရည်ဒီအနုလေးတွေထောင်းကြော်လိုက် ဟိုချင်းဘဲချင်း မကြီးတီးရဖြစ်မယ် ဒီရချင်း အဲ့ရှင်တယ်မကြီးတီးထောင်းတယ်မကြီးတီးအနုလေးထောင်းကြော်လာရှင်ပါပဲဟင်းနဲ့ဆိုအီပြအောင်လို့သွားကြပါဒါနေလေတာနေတယ်လားဖြစ်စလို့ပေါ့ တနားကြီး2 နာရီတော့ထိုးရမယ်ခုမှစားပြကြအလုံးကြီးတိုင်းကြီးတယ် နက်ကအေးရထားတာငါဝုန်းမလေးသိကောင်းမေးထားတော့ပြင်ထွက်ကြည့်တော့မှနိုင်ကြည့်တော့9 နာရီဟောင်းလိုက်တာ ညကျွန်တော်ချက်ထိုးရတာမျိုး ဟုတ် ပုံကြီး တယ်ဦးကျော်ပေါ်တယ်မပေါ်ပါပဲ ပေါ့ပါတော့ပဲ ဟုတ်ကဲ့ ဟုတ်ကောင်းဟာဘယ်လိုတော့စားအောင်စားသေးဘူး မင်းကမင်းတို့စားရပါမင်းက မင်းကြော်စားပြီလေနည်းနည်းပဲဟာ နော်ဘာဒီဆက်နေ ဒီရဖြစ်မယ်ငေးဒီနည်းနည်းထက်ကြော်လာတာမကြည့်သေးပဲရှင်လေးကငေးဒီနည်းနည်းပါမှာလို့ စပိုးရွက်လေးနဲ့ပြီးချက်လေးနဲ့ဟောမင်းကခေါင်းလေးကိုက်ရတယ်ကွက်တီ မကြည့်ဒီကြော်စားလိုက်နဲ့ကြည်ပါရှင်လေးစားလိုက် ဒီရက်ထဲကတိတ်ပြီးတော့စင်ပြေးမနေဘူးအဲ့တော့ Facebook မှာလည်းတင်နေတာကြီးတင်းမှာသူကအဲ့လေလွတ်ချင်မင်းဆွဲလိုက်အောင်မင်းထားကောင်းတော့ ငါပဲဟင်းပြည့်ဒီတုတ်လို့ဘာလို့လဲမလိုက်တာခေါ်ပြီးတုတ်လို့ပြည့်ဒီတုတ်လို့ ဆွဲ ပြည့်ဒီရဒီရှင်ကမရှင်တော့ရှိုးလိုက် ခုလည်းအချင်းပါပဲမင်းဘယ်ဟင်းရဲ့မနေ့ကကျန်တဲ့ဘဲဥကျော်ရဲ့ညီဒီတော့ ရေဒီကြော် ကျော်မရေရှိတယ်ဖေမင်းစားလိုက်ပါဦးမယ်